စာချုပ်လက်မှတ်ရေးထိုးပွဲမှာမန်နေဂျာကဒီနည်းပညာရှင်မလေးကိုစကားမပြောအောင်တားဆီးဖို့ကြိုးစားပေမဲ့သူမကပြန်လေတုံ့ပြန်လိုက်ပါတယ်။ကုမ္ပဏီရဲ့ကြားမှာခွဲခြားမှုနဲ့အတုအယောင်တရားမျှတမှုတွေကိုသူမကထုတ်ဖော်ပြောဆိုလိုက်တာပါ။မန်နေဂျာကဒီကိစ္စကိုရုံးပြန်ရောက်မှပြောဖို့အလင်းစလိုတားမြစ်ပြီးစာချုပ်ပြတ်ပြားသွားရင်သူမပဲတာဝန်ယူရလိမ့်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့သူမကနောက်မဆုတ်ခဲ့ပါဘူး။အသစ်ခန့်ထားတဲ့အမျိုးသားဝန်ထမ်းကလာစာ12,000ရနေချိန်မှာသူမက6နှစ်ကြာလုတ်ကင်ပြီးမှလာစာတစ်ဝက်လောက်ပဲရနေတာကိုထုတ်ဖော်လိုက်တဲ့အခါပရိသတ်တွေအံ့အားသင့်သွားကြပါတယ်။လုပ်ငန်းခွင်ရဲ့ပြန်မြလာစာနှုံထားထက်တောင်နည်းနေတဲ့အတွက်အဲ့ဒီတထေးရဲ့တရားမျှတမှုဆိုတာဘလောက်တောင်ပုံတိုးနေတယ်လဲဆိုတာပေါ်လွင်သွားပါတယ်။နောက်ထပ်ထိုးနှက်ချက်တစ်ခုအနေနဲ့အောင်ပွဲခံတဲ့ bonus ဒီမှာတောင်ကြားမှခွဲခြားပြီးအမျိုးသားတွေကိုပို့ပေးနေတာကိုသူမကထပ်ပြောလိုက်ပါတယ်။ဒီအကြောင်းကြားရတဲ့အခါတထေးကကြောက်လန့်ပြီးအကုန်ငင်းဆိုကသူမကိုလှုပ်ဖော်ကင်ဖက်တွေအပေါ်မနာလိုဖြစ်ပြီးကုမ္ပဏီအပေါ်အညိုထားနေတာလို့ဆွဆွဲခဲ့ပါတယ်။သူမကတော့ငင်းခုံမနေတော့ပဲအတန်ဖိုင်ကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာတော့အမျိုးသမီးတွေဟာတူညီတဲ့လားစာနဲ့မတန်ဘူးလို့တထေးကပွင့်ပွင့်လင်းလင်းပြောထားတာပါ။အတန်ဖိုင်ကပိုဆိုးလာပြီးသူမရဲ့အဓိကအောင်မြင်မှုတွေကိုအထင်သေးကသူမနေရာမှာဘဒူးမဆိုအစားထိုးနိုင်တယ်လို့ပြောထားတာတွေပါဝင်နေပါတယ်။တထေးကအဲ့ဒီအတန်ဖိုင်ထဲမှာသူကပဲရက်ရောသလိုနဲ့တစ်လ9,000ပြီးမယ်လို့ကမ်းလှမ်းထားတာကိုလည်းတွေ့လိုက်ရပါတယ်။ဒီအချိန်မှာတော့ဧည့်သည်တွေတောင်တီးမခံနိုင်တော့ပဲသူ့ရဲ့အကောင်းဆုံးဝန်ထမ်းကိုအမျက်ထုတ်နေရင်းနဲ့တရားမျှတမှုအကြောင်းဟောပြောနေတဲ့တထေးကိုလူလိမ်လို့ဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအခမ်းအနားတက်ရောက်နေတဲ့တခြားအမျိုးသမီးလုပ်ငန်းရှင်တွေကလည်းအမျိုးသားတွေလုံနိုင်တာမှန်သမျှအမျိုးသမီးတွေလည်းလုံနိုင်ပြီးပိုတော်ကောင်းသေးတယ်လို့ထောက်ခံပြောဆိုခဲ့ကြပါတယ်။ဒီနောက်မှာတော့တထေးရဲ့ဝန်ထမ်းတွေကပဲဒီနည်းပညာရှင်မလေးကိုထိတ်တန်းအရည်ချင်းရှိသူလို့ချီးကျူးလိုက်ကြတဲ့အတွက်6,000လစာဆိုတာကပိုပြီးရဲစရာကောင်းသွားခဲ့ပါတယ်။ဒါနဲ့ပဲအဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကစာချုပ်ချုပ်ဆိုမှုကိုချစ်ချင်းဖျက်သိမ်းလိုက်ပြီးဒီလိုကုမ္ပဏီမျိုးနဲ့ဘယ်တော့မှလက်တွဲမှာမဟုတ်ဘူးလို့ကြေညာလိုက်ပါတယ်။တထေးကချစ်ချင်းပဲကြောက်လန့်တကြားနဲ့သူဒီလိုမပြောခဲ့ဘူးလို့ကြိမ်ဆိုပြီးအတန်ဖိုင်ကအတုလို့ပြောကဝန်ထမ်းတွေကိုလည်းအကူအညီတောင်းပြီးဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကသူတို့ကိုတားဆီးလိုက်ပြီးသူမကိုတရက်ထဲနဲ့လာစာတန်းပေးပြီးခေါ်ထားခဲ့ပြီးမြဲသူမကတစ္ဆာရှိလို့ဒီမှာပဲဆက်နေခဲ့တာလို့ထုတ်ဖော်ပြောလိုက်ပါတယ်။ဒီပူပေါင်းဆောင်ရွက်မှုကကုမ္ပဏီအတွက်မဟုတ်ပဲဒီနည်းပညာရှင်မလေးရဲ့ဂုဏ်သတင်းကြောင့်သာဖြစ်တယ်လို့သူမကရှင်းပြခဲ့ပါတယ်။မန်နေဂျာကသူမရဲ့ဩဇာကိုမီးကုန်းထုတ်တဲ့အခါမှာတော့တခြားလူတွေမပြင်နိုင်တဲ့ဆက်တွေကိုသူမကပဲပြင်ဆင်ပေးခဲ့ပြီးပြင်ခါတောင်မယူခဲ့ဘူးဆိုတာကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့ကဒီကုမ္ပဏီကိုအခွင့်အရေးပေးခဲ့တာဖြစ်ပြီးမြဲသူမကိုအမျက်ထုတ်ပြီးအဆက်ခွဲတာကိုမြင်လိုက်ရတဲ့အတွက်အဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကဆက်ဆုပ်ယုံရှာသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အကြီးမားဆုံးထိုးနှက်ချက်ရောက်လာပါတယ်။အဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကသူမကိုတစ်နှစ်လစာ8 တန်းနဲ့ခေါ်ယူလိုက်ပါတယ်။တထေးကထပ်ပြီးကြောက်လန့်သွားကရုတ်တရက်ပဲစိတ်လှုပ်ရှားသလိုဟန်ဆောင်ပြီးကုမ္ပဏီကသူမနဲ့အတူကြီးပြင်းလာတာပါလို့ပြောကမထွက်သွားဖို့တောင်းပန်ခဲ့ပါတယ်။မကြခင်မှာပဲလာစာကိုမန်နေဂျာနဲ့တူညီအောင်တိုးပေးမယ်။အိမ်တောင်ရေးခွင့်တွေကလေးထင်းစရိတ်တွေပါပြီးမယ်လို့ကမ်းလှမ်းလာပါတယ်။အဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကတပ်ပြင်းချရင်ရေမောလိုက်ပါတယ်။တစ်နှစ်8 တန်းနဲ့နှိုင်းရှင်ရင်သူတို့ရဲ့တစ်လ3,000ဆိုတဲ့ရုပ်တိကအလွန်တရာမှကိုပေါ့တန်နေလို့ပါ။မန်နေဂျာကသူ့ယာထူးကိုတောင်ပေးလိုက်မယ်လို့ဟန်ဆောင်ခဲ့ပေမဲ့သူမကတော့အဲ့ဒီယာထူးဆိုတာသူမချောင်းသာရှိနေခဲ့တာလို့အေးဆက်ဆက်ပြန်ပြောလိုက်ပါတယ်။သူကတကယ်တောင်းပန်နေတာမဟုတ်ဘဲအလုံးကင်ပြက်မာကိုပဲကြောက်နေတာလို့ထင်းငုံပြောဆိုပြီးကမ်းလှမ်းချက်ကိုပယ်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်ကသူမကိုဒီရှုပ်ထွေးမှုတွေကနေခေါ်ထုတ်သွားပြီးတခြားနေရာမှာဆက်လက်ဆွေးနွေးဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ထထေးကစိတ်တည်ငြိမ်အောင်အတင်းကြိုးစားပြီးစာချုပ်တစ်ခုပြတ်သွားရုံနဲ့ကုမ္ပဏီမပြိုလဲဘူးလို့ပြောပါတယ်။ကြံတဲ့လူတွေကလည်းသူ့စကားကိုအမြန်ထောက်ခံပြီးလုပ်ငန်းရှင်ရဲ့ဆုံးဖြတ်ချက်ကိုလှောင်ပြောင်ကကြံရှိနေတဲ့စီမံကိန်းတွေနဲ့ကုမ္ပဏီကဆက်လက်ရှင်သန်နိုင်မယ်လို့ပြောကြပါတယ်။ဒါပေမဲ့နောက်တစ်မိနစ်မှတင်စီမံကိန်းဖြတ်သိမ်းကြောင်းဖုံးတွေဆက်တိုက်ဝင်လာတဲ့အတွက်သူတို့ရဲ့ယုံကြည်မှုတွေပြက်ပြားစပြုလာပါတယ်။ဒီအချီထီတောင်သူတို့ကလက်မလျှော့သေးပဲကြံနေတဲ့ကုမ္ပဏီ3ခုကအဲ့ဒီအမျိုးသမီးလုပ်ငန်းရှင်တွေဘာမှမပတ်သက်ဘူးလို့ပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်ကခဏလေးပဲခံပါတယ်။နောက်ထပ်ကုမ္ပဏီတစ်ခုပြီးတစ်ခုဖြတ်သိမ်းလိုက်တဲ့အတွက်အခန်းထဲမှာကြောက်လန့်မှုတွေပိုများလာပါတယ်။နောက်ဆုံးမှာတော့နောက်ဆုံးလှုပ်ဖော်ကင်ဘက်ကပါလက်တွဲဖြုတ်လိုက်တဲ့အတွက်ဒီနည်းပညာရှင်မလေးကိုမောင်းထုတ်လိုက်တာကသူတို့ရဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်တာပါပဲ။စီမံကိန်း9ခုလုံးဆုံးရှုံးသွားတဲ့အခါရုံးခန်းကပြိုလဲလူနီးပါဖြစ်သွားပါပြီ။ဒါပေမဲ့တထေးကတော့သူမမရှိလေကုမ္ပဏီကရှင်သန်နိုင်သေးတယ်လို့အတင်းပြောနေစေပါ။ကုမ္ပဏီမှာအရည်ချင်းရှိသူတွေနဲ့နည်းပညာတွေရှိနေသေးပြီးလှုပ်ဖော်ကင်ဘက်တွေရှာနိုင်သေးတယ်လို့အမှန်တရားဖြစ်လာမလို့ထပ်ခါတလဲလဲပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲဝန်ထမ်းတစ်ယောက်ကအဆူရွာဆုံးသတင်းတစ်ခုကိုဖုံးဆက်ပြောလာပါတယ်။စက်ယုံကစက်တွေကပြန်ပြီးပြက်စီးသွားပြန်ပြီတဲ့